ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ Anime Channel နေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုလာရောက်တင်ဆက်ပေးနေတာကတော့ကျွန်တော်ဒီ TikTok အသုံးပြုရတာကျွန်တော်တို့လေးလံနေတဲ့ဒီ3နေနဲ့မှအပြင်ထွက်ရတာတွေရှိတယ်ပေါ့နော်လေးနေတာတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒါ TikTok တန်ရှင်းလုပ်တဲ့နည်းလေးပေါ့နော်အဲ့ဒါလေးကိုလာရောက်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ TikTok တန်ရှင်းလုပ်တယ်ဆိုတာအကောက်ပြတ်တော့မသွားဘူးပေါ့နော်အကောက်ပြတ်သွားတဲ့ပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါကျွန်တော်တို့ TikTok ကိုတန်ရှင်းလုပ်တာပေါ့နော်တချို့ကြတော့ဒီတန်ရှင်းလို့ရှိရင်အကောင့်တွေပါပြတ်သွားတာတို့ဘာလို့စိုးရင်လဲဗောနော်အဲ့လိုမျိုးမဟုတ်ပါဘူးเนาะဒါတစ်တော့ကျွန်တော်တန်ရှင်းလုပ်တဲ့နည်းလေးဗောနော်အဲ့ဒါလေးကိုလာရောက်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဒီ TikTok ထဲကိုသွားလိုက်မယ်ဗောနော်ကျွန်တော် TikTok ထဲရောက်ပြီဆိုရင်ကျွန်တော်ဒီဘက်မှာညာဘက်အောက်တောက်မှာကျွန်တော်တို့ရဲ့ profile ပုံလေးရှိရဗောနော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါနော်ကျွန်တော်နှိပ်ပြီးပါဆိုလို့ရှိရင်ဒီအပေါ်မှာကျွန်တော်မြင်းမြတ်လေး၃ချောင်းတွေ့ပါလိမ့်မယ်အဲ့ဒီအလေးကိုတစ်ချက်နှိပ်လိုက်မှာနော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ setting နဲ့ပိုရေးရလုံခြုံမှုဆိုတဲ့နေရာလေးအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မှာနော်ပြီးလို့ရှိရင်ကျွန်တော်ဒီလိုလေးဆွတ်တင်လိုက်ပါနော်အပေါ်လေးကိုနည်းနည်းလေးဆွတ်တင်လိုက်မယ်ဒီမှာပါနော်ကျွန်တော်ဒီမှာနေရာရှင်းလင်းပါဆိုပြီးတွေ့ပါလိမ့်မယ်နော်အဲ့နေရာရှင်းလင်းပါဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်ဝင်လိုက်မှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ခဏလေးစောင့်ပေးမယ်နော်ဒီမှာဆိုလို့ရှိရင်မိတ်ဆွေတို့နေတွေ့ပါလိမ့်မယ်နော်ဒီမှာပေါ့နော် TikTok ဒီဟာ TikTok ပေါ့နော် TikTok နေရာဒီမှာအခြားအမြအခမဲ့ပေါ့နော်ဒါကြံတာပေါ့နော်ကြံတာဒီလောက်ပဲကြံတာပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီမှာယာယီ data ဆိုပြီးဒီမှာရှိတယ်ပြီးလို့ရှိရင် download များဆိုတဲ့ဟာရှိတယ်ပေါ့နော်အဲ့နှစ်ခုလုံးကျွန်တော်တို့ကဒါတန်ရှင်းလုပ်ပြရမှာဖြစ်ပါတယ်တန်ရှင်းလုပ်မှဆိုရင်ဒီမှာကျွန်တော်ရှင်းပြီဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါနော်ပြီးလို့ရှိရင်ဒီမှာရှင်းပြီဆိုတဲ့ဟာကိုနှိပ်ပေးလိုက်ပါနော်ပြီးကျွန်တော်တို့ခဏလေးစောင့်ပေးပါနော်ဒါဆိုလို့ရှိရင်မရှိတော့ဘူးနော်00 MB ဖြစ်ပါပြီဒီဟာမှာ149 MB ရှိတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ရှင်းပြီဆိုတာကိုနှိပ်ပေးလိုက်မယ်နော်ပြီးဒါလေးကိုထပ်နှိပ်ပေးမယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါရှင်းလင်းပြီးပါပြီဗောနော်ရှင်းပြီးပါပြီဒီမှာကျွန်တော်တို့ကနေရာလွတ်တွေများပါဗောနော်နေရာလွတ်တွေဒီမှာခုနကဆိုရင်ဒီပေါ်မှာတွေ့ပါလိမ့်မယ်နော်နေရာလွတ်တွေတိုးလာဗောနော်ဒါကျွန်တော်တို့အများအားဒီဘောဗောနော်တစ်ပတ်တစ်ခါဒါမှမဟုတ်လို့ရှိရင်နှစ်ပတ်တစ်ခါတော့ဝင်ပြီးတော့ဒီထဲမှာတန်ရှင်းပြုလုပ်ပေးမှဆိုလို့ရှိရင်မိတ်ဆွေတို့ဒီ TikTok ကကျွန်တော်ပေါ်ပါသွက်လက်ပြီးအသုံးပြုရတာအဆင်ပြေမှာဖြစ်ပါတယ်ဒီ3နေနဲ့ပြင်ထွက်သွားတာတို့လေးလံနေတာတော့အဲ့လိုမျိုးမရှိတော့ဘူးเนาะဒါတချို့ဒီ TikTok live လွှင့်လို့ရှိရင်ဒါကြန့်ကြာနေရပါလည်းရှိရပါတော့အခုဒီလိုမျိုးလုံးလိုက်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ TikTok သုံးရတာပေါ်ပါသွက်လက်ပြီးတော့အဆင်ပြေသွားမှာပေါ့เนาะဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါခင်ဗျာမိတ်ဆွေများတော့ကိုစိတ်နဲ့ကြာကျမ်းမှချမ်းသာကြပါစေကျွန်တော်ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ကိုအကျိုးရှိတဲ့ဘူးသူရရတယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကချားသူများလည်းပဲသိအောင်ဘူးသူရရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ subscribe လေးနှိပ်ပြီးတော့ဗီဒီယိုအသစ်တင်နေတဲ့မိတ်ဆွေတို့ဖုန်းနဲ့ရအောင်ဘေးနားခေါင်းလေးကိုတိတိကျကျတောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ